ဒီကနေ့ငါပြောဖူးဟင်းချက်စားကြမယ်တငယ်ချင်းတို့ရောငါပြောဖူးဟင်းကြိုက်ကြလားငါပြောဖူးဟာအရသာရှိတဲ့ဟင်းတစ်မျိုးတည်းမဟုတ်ပါဘူးငါပြောဖူးမှာအမြင့်ဓာတ်ဗီတာမင် C ပိုတက်ဆီယမ်မဂနီဆီယမ်အက်ဆီအောက်ဆီဒန့်တွေများစွာပါဝင်ပါတယ်ပထမဆုံးငါပြောဖူးရဲ့အကျိုးကျေးဇူးကတော့အစာချေစနစ်ကိုကောင်းမွန်စေပါတယ်ငါပြောဖူးမှာပါဝင်တဲ့ fiber တွေကဥလန်းချောင်းလှုပ်ရှားမှုကိုကူညီပေးပြီးတော့မှဝမ်းချုပ်ခြင်းကိုလျော့နည်းစေနိုင်ပါတယ်ဒုတိယအကျိုးကျေးဇူးကတွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်တဲ့အချို့လေ့လာမှုတွေအရငါပြောဖူးဟာတကြားဓာတ်ဆွတ်ယူမှုကိုနှေးကွေးစေပြီးသွေးချိုရှိသူများအတွက်အထောက်အကူဖြစ်စေနိုင်တယ်လို့ပြောကြတယ်တတိယအကျိုးကျေးဇူးကတော့ကိုယ်အလေးချိန်ရှော့ချခြင်းတို့အတွက်သတင်းကောင်းလေးတစ်ခုပါဖိုင်ဘာများစွာပါဝင်တာကြောင့်ဗိုက်ပြည့်တဲ့ခံစားချက်ကိုပိုကျစေပြီးအစာစားခြင်းစိတ်ကိုထိန်းပေးနိုင်ပါတယ်ဒါပေမဲ့ကောင်းတဲ့အရာတိုင်းမှာတတိထားရမယ့်အချက်တွေရှိပါတယ်ငါပြောဖူးကိုအလွန်အကျွံစားသုံးမဲ့ဆိုရင်ဖိုင်ဘာများလွန်းတာကြောင့်ဗိုက်ဖောခြင်းလေထိုးခြင်းအစာမကြေခြင်းတွေဖြစ်နိုင်ပါတယ်နောက်ထပ်ငါပြောနဲ့မတက်တဲ့သူတွေမှာရာရန်ခြင်းအယူပြားမိခြင်းအလက်ကျက်တက်ကြမှုတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ငါပြောဖူးဟာအာဟာရကျော်ဝတဲ့သဘောအစားအစာတစ်မျိုးဖြစ်ပြီးနဲ့အလွန်အကျွံမစားဘဲတင်းတင်းမြတ်စွာစားသုံးဖို့လိုအပ်ပါတယ်တငယ်ချင်းတို့ကရောငါပြောဖူးကိုဘယ်လိုချက်စားရတာကြိုက်ဆုံးလဲ comment မှာရေးခဲ့ပေးပါဦးနော်ကျွန်မကတော့ငါပြောဖူးကိုဝတ်တာနဲ့ကြော်စားရတာအကြိုက်ဆုံးပါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုဗဟုသုတတွေကိုဆက်လက်ကြည့်ရှုချင်ရင် iora Loicor ရဲ့ page နဲ့ channel ကို follow နဲ့ subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်